ဒီနေ့တော့ကျမကသမင်းမစားချင်တာနဲ့ကြာစံလေးကြော်စားဖြစ်ခဲ့ပါတယ်ရှင်။ကျမအခုကြော်စားတဲ့ကြာစံလေးရပါတော့လက်ကူရိုးရှင်းပြီးရောအရင်ကမှစားလို့ကောင်းပါတယ်ရှင်။အရင်ဆုံးကျမကကော်ဖီကိုလှီးပါမယ်ရှင်။ကော်ဖီလှီးတဲ့နေရာမှာတော့ကျမတို့အရင်ကြီးသေးလို့မရဘူးပေါ့နော်။ကြော်မှဖြစ်တဲ့အတွက်ကြောင့်တုတ်တဲ့ပုံစံလိုမျိုးသေးလို့တော့မရပါဘူး။ဒီရွယ်စားမျိုးတော့လှီးပြရပါမယ်ရှင်။ပြီးရင်တော့ကျမကဘူစားပဲသီးရဲ့ဥနီလေးရဲ့မုံလာဥနီလေးရဲ့ထည့်ပေးထားပါတယ်ရှင်ပြီးတာနဲ့သူတို့ကိုရေစိမ်ထားပဲပေါ့နော်စားလေးထည့်ပြီးတော့နောက်ထပ်တစ်ခုကတော့ကျမကြာစံပြုတ်ဖို့အတွက်ရေစိမ်ထားပါတယ်အသားတို့လေးလည်းရေစိမ်ထားပါတယ်ရှင်အခုဆိုရင်ကြာစံစပြီးတော့ပြုတ်ပါမယ်ရှင်ကြာစံပြုတ်တဲ့နေရာမှာအရင်ကြီးပြုတ်လို့မရဘူးပေါ့နော်ပြီးတာနဲ့ကျမကစပြီးတော့ကြော်ပါမယ်ရှင်ကြက်သားရဲ့ကြက်ဥရဲ့အရင်ဆုံးကြော်ပါမယ်ရှင်ကြက်သားနဲ့ကြက်ဥနဲ့ကျမတို့ကြက်တဲ့အနေထားဆိုရင်အရွက်တွေစားထည့်လို့ရပါပြီရှင်ဒီနေရာမှာအရွက်ကတော့မိမိကြိုက်နေတတ်တဲ့အရွက်ကိုထည့်နိုင်ပါတယ်ရှင်ပြီးရင်အရွက်လေးတွေအားလုံးကိုမွေးပေးလိုက်ပါရှင်ပြီးတာနဲ့သူ့ထဲကိုကျမကအရသာတွေထည့်ပါမယ်စားဟင်းချုံမုံထည့်ပါမယ်ရှင်ထည့်ပြီးပြီဆိုရင်တော့ကျမကတစ်ခါပြန်ပြီးတော့အရသာထပ်ပြီးထည့်မယ်ပေါ့နော်ငယ်ပြားကြီးနဲ့ငယ်ထည့်မယ်ပြီးရင်ကျမတို့ပဲငယ်ပြားကြီးအကျဲထည့်မယ်နောက်တစ်ခုကတော့ပဲငယ်ပြားကြီးအနောက်ထည့်ပါမယ်ရှင်ပြီးရင်နောက်တစ်ခုကတော့ခရုစီလေးထည့်ပေးလိုက်ပါရှင်အားလုံးထည့်ပြီးရနဲ့ကျမတို့သမသွားအောင်နှိပ်ပေးပါမယ်ရှင်။မွေမယ်ပေါ့နော်အားလုံးသမသွားအောင်မွေပေးလိုက်ပါရှင်။ပြီးရင်ကျမခုနကညှက်ထားတဲ့အသားတို့လေးထည့်ပေးလိုက်ပါရှင်။ပြီးရင်အားလုံးအရသာနှက်ဆက်သွားအောင်နှိပ်ပေးလိုက်ပါရှင်။မွေပေးလိုက်မယ်ပေါ့နော်။အရွက်တွေလည်းကြက်တဲ့အနေထားရောက်ပြီဆိုရင်နောက်ဆုံးမှာကြာစံထည့်ပြီးတော့ကျမတို့ကြော်ပါမယ်ရှင်ကြာစံတွေကိုလည်းကျမတို့မကြော်ခင်မှာသူ့ကိုခယူစီရဲ့ပဲငံပြားရဲ့အကျဲပဲငံပြားရဲ့အကြီးအားလုံးကိုနေပြီးထားမယ်ပေါ့နော်ပြီးရင်စားလေးအနည်းငယ်ထည့်ပြီးတော့နေပြီးထားပြီးသားပေါ့နော်ပြီးတာနဲ့ကျမတို့ဒီအရွက်တွေချက်တာနဲ့သူ့ကိုတစ်ခါရဲထည့်ပေးလိုက်ပါတယ်ရှင်နောက်ဆုံးမှာကျမကတရုတ်နန်းနန်းလေးထည့်ပေးလိုက်ပါတယ်ရှင်မရှိရင်လည်းမထည့်ပဲထားလို့ရပါတယ်ရှင်အခုဆိုရင်တော့အရန်ကိုမကောင်းတယ်စီလည်းအရန်မများတယ်ကြာစံကြုံလေးရပါပြီရှင်ကျမကအတူနဲ့အတွဲစားဖို့အတွက်ကျမစွန်တန်ဟင်းကြုံလေးလည်းပြုလုပ်ခဲ့ပါသေးရဲ့ရှင်အခုဆိုရင်တော့အရန်ကိုမစားကောင်းတဲ့ကြာစံကြုံလေးရပါပြီရှင်ကျမဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်